Hello ဂျေဒီနေ့တော့မနက်စာကောင်းကောင်းလေးတွေကိုအရသာရှိရှိစားနိုင်မယ်ခောက်ဆွဲတွေနဲ့ထမင်းစီစန်းကိုလည်းဇွန်လလထဲမှာ promotion လေးရှိနေတယ်ဆရာဆန်လန်းက Notable ဆိုတဲ့ဆိုင်လေးကိုပြပေးချင်ပါတယ်ဆိုင်ရဲ့ပြင်ဆင်လေးကတော့တည်တဲ့အတိုင်း Premium Dining Vibe လေးပါဂျေအရင်ဆုံးစားဖြစ်တာလေးကမန္တလေးမီးရှိပါလာချကြတဲ့ရလေးအနံ့လေးကမှုေးနေလို့မှုေးလိုက်တာဆိုပြီးတော့မှပြောရတယ်သူ့ရဲ့မန္တလေးမရှိအရသာအလေးခောက်ဆွဲတပွဲထဲမှာပါတဲ့အရသာအစုံကိုအပြည့်အဝပါတယ်လို့ကိုခန်းစားချက်ရပြီးတော့တော်တော်လေးကိုစားလို့ကောင်းတာပါဒီတလုံးမှာစားပစ်ထားတဲ့မန္တလေးမရှိတွေတဲ့အကောင်းဆုံးလို့ပြောရင်နည်းနည်းများသွားမလားမသိဘူးဇူလိုင်လမှာ weekday only မနက်9နာရီကနေ17နာရီအထိကိုဒီ breakfast menu တွေကတမျိုးမှာမယ်ဆိုရင် coffee or tea ရမယ် promotion လေးရှိနေပါတယ်ဒါလေးကတော့တိုဘူးနွေးပါတိုဘူးနွေးလေးလည်းရတာမစိုးဘူးစားလို့ကောင်းတယ်ဒါပေမဲ့ကြီးအတွက်ဆိုလို့ရှိရင်ခန်းစားချက်ကပေါ့နော်ရှမ်းအရသာအငွေအသက်ထက်စားလို့ရှိရင်ဗမာနည်းနည်းဆန်တယ်လို့ခံစားရပါတယ်သူ့ရဲ့ texture လေးရောအရသာလေးရောလုံးဝပြောစရာမရှိတဲ့အတွက် fusion ဘက်ကိုသွားတာလေးကြိုက်မယ်ဆိုရင်တော့ဒါလေးတော်တော်ကြိုက်မှာပါခြေတငယ်ချင်းကလည်းကြိုက်တယ်လို့ပြောပါတယ်ဒါလေးကကြောင်မဲမီးရှိပါကြောင်မဲမီးရှိလေးလည်းတော်တော်လေးအရသာစားလို့ကောင်းတယ်ဒါပေမဲ့သူကတော့အချိုလေးဘက်ကိုနည်းနည်းသွားတယ်ပေါ့နော်ငရုတ်သီးလေးထည့်စားလိုက်ရင်တော့အရသာက perfect ပဲအရင်ချိုနေတာမျိုးမဟုတ်တော့လေပဲငပိအချိုလေးရဲ့အဓိကအရသာလေးပေါ်လွင်တဲ့ပွဲမျိုးပေါ့နော်ဒီလိုတူဘူးဖက်လေးတွေလည်းထည့်ပေးထားတော့စားရတာရတာလေးတစ်မျိုးစမ်းလို့ဂျီတော့တော်တော်လေးကြိုက်ပါတယ်ခောက်ဆွဲပွဲတွေအတွက်ချပေးတဲ့ဟင်းရည်လေးတွေလည်းအရသာတော်တော်ရှိတယ်ဒါကတပွဲမှာတာနဲ့တစ်မျိုးရွေးလို့ရမယ်ထင်ရလက်ဖေးရည်လေးပေါ့နော်အရသာလေးမစိုးဘူးဂျီတော့ကြိုက်တယ်မနက်စာစားရင်းနဲ့တောက်စရာတီးတန့်လည်းမှာကြမလို့တော့ဘူးဆိုတော့တော်တော်လေးဆင်ပြေပါတယ်ဒီပဲပြုံးနဲ့နေထားတဲ့ထမင်းစီစံရဲ့အရသာကိုတော်တော်ကြီးကိုကြိုက်တာပါငရမ်းချောက်လေးတွေလည်းပါသေးတယ်အရသာတော်တော်ရှိပါတယ်ဘေးမှာမြေပဲနဲ့ငရုတ်သီးကြော်လေးလည်းပါသေးရဲ့ပေါ့နော်အဲ့ဒါလေးနဲ့တွဲစားရင်ပိုတောင်မှစားလို့ကောင်းသေးတယ်စားရင်းနဲ့တော့တငယ်ချင်းနဲ့ပြောဖြစ်သေးတယ်ပဲပြုံးနဲ့ထမင်းစီစမ်းအိမ်မှာလည်းလှုပ်စားတယ်ပေါ့နော်ဘာဖြစ်လို့အရသာမတူရတာလဲဆိုပြီးတော့အိမ်မှာစားရင်လည်းပဲပြုတ်တွေပို့ထည့်တဲ့အပြင်ငရမ်းချောက်လည်းထည့်စားတာပဲဒါပေမဲ့တူကိုမတူဒီမှာတော်တော်လေးကိုစားလို့ကောင်းတာpromotion အတွက်ရတဲ့တဲ့က coffee လေးပါမေမျိုး coffee လေးဆိုတော့အရသာကတော့ကြိုက်ပြီးသားပါဒါပေမဲ့ရေလေးနည်းနည်း short ထည့်ရင်နည်းနည်းလေးအရသာပြင်ရင်ပိုကောင်းမယ်ပေါ့နော်ဒီစီချက်ခောက်ဆွဲပွဲကြီးရတော့လေမနက်စာကိုအာဟာရပြည့်စားခြင်းတဲ့သူတွေအတွက်အဆင်ပြေတယ် protein fiber cap ကမျှတဖြစ်နေလို့တော်တော်သဘောကျပါတယ်တခြားခောက်ဆွဲပွဲတွေမှာလည်းအသားတော်များပါတာလေးသတိထားမိတယ်ဒီစီချက်ခောက်ဆွဲရဲ့အရသာလေးကတော့ပုံမှန်လေးပါပဲအရှိရစားထားတဲ့ပွဲတွေကအရသာအရန်ကောင်းနေလို့လည်းဖြစ်မယ်ပေါ့နော်နောက်မှထပ်တွေ့ပါမယ်နော်တတား